GMPD စာမွေးဖြေမဲ့သူတွေဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်နိုင်နော်စာမွေးဖြေဖို့ကရပ်ပိုင်းမဲ့လူတို့တာမို့စာအသစ်ချက်တာတွေမလုပ်ဘဲနဲ့ရပြီးသားစာတွေကိုထက်ခါနှွေးပြီးတော့မိကွန်အောင်များများလေ့ကျင့်ပြီးမှမိကွန်သဘောတရားကိုနားလည်ပြီးတော့အချိန်ကိုက်ဖြည့်ဆိုနိုင်မှာပဲဖြစ်ပါတယ်စာမွေးနေရာကိုလည်းသတ်မှတ်ထားတဲ့အချိန်အတွင်းရောက်ရှိဖို့လိုအပ်ပါတယ် N2 နဲ့ N1 ဆိုရင်8နာရီကနေ8နာရီ45အတွင်းရောက်ရမှာဖြစ်ပြီးတော့ N5 N4 N3 ဆိုလို့ရှိရင်တော့10နာရီကနေ10နာရီ45အတွင်းရောက်ရမှာဖြစ်ပါတယ်စာမွေးဖြည့်ဆိုချိန်စတင်ပြီး10မိနစ်နောက်ကျမှရောက်လာတဲ့သူတွေကို listening session ဖြည့်ဆိုခွင့်ရမှာမဟုတ်ပါဘူး။ဖုန်းရယူဆောင်သွားမယ်ဆိုပါကစက်ပိတ်ထားရန်လိုအပ်ပါတယ်။ပြီးတော့စာဖြည့်ချိန်တစ်ချိန်နဲ့တစ်ချိန်ကြားလုံးဝဖုန်းထုတ်သုံးပြီးကိုတတိထားရပါမယ်။ဘာတွေပြင်ဆင်သွားရမှာလဲဆိုရင် test voucher 8B ဒါမှမဟုတ်ရင် 2B ခဲတဲ့ခဲပြတ်တို့ကို site file အကြီးထဲမှာထည့်ပြီးတော့အမှတ်ပုံနဲ့ passport ရင်မောင်းလိုက်ခြင်းတစ်ခုခုကိုလည်းယူဆောင်သွားဖို့မမေ့နဲ့နော်။ကဲမိနာဆန်တို့ရဲ့ GMPD စာမွေးကိုအောင်မြင်စွာဖြည့်ဆိုနိုင်ပါစေလို့အမင်တို့ရဲ့ best တင်နန်းအနေဆုတောင်းပေးလိုက်ပါတယ်။